စိုက်ပျိုးရေးမှာအထက်နှုန်းကိုအမြင့်ဆုံးရောက်အောင်ဘယ်လိုလုပ်မလဲအရေးအကြီးဆုံးသောချက်တွေတွေကတစ်ခုဖြစ်တဲ့မြေသစာကိုဘယ်လိုမှန်မှန်ကန်ကန်ရွေးချယ်မလဲဆိုတာကိုအတူတူလေ့လာကြည့်ကြတာကိုတီးနှံနေစိန်ဆိုးဖြစ်ထွန်းအောင်မြင်ဖို့ရဲ့လိုဝက်ချက်ကဘာများဖြစ်မလဲဒါကတောင်သူတိုင်းအတွက်တကယ်ကိုအရေးကြီးရဲ့မေခွန်းတစ်ခုကအဖြစ်အဓိကအစိတ်ပိုင်းတစ်ခုကတော့အပိန်အတွက်မှန်ကန်တဲ့အာဟာရကိုရွေးချယ်ပေးနိုင်တာပါပဲကဲပထမဆုံးအပိုင်းမှာတော့အနာဂတ်အထက်နှုန်းတွေအတွက်လောင်စာဘလို့ချိမလဲဆိုတာကြည့်လိုက်ရအောင်အပိန်တွေကိုလည်းလူတွေလိုပဲမျှကြရဲ့အာဟာရကျွေးဖို့လိုအပ်ကျဲလိုပဲလွယ်လွယ်ကူကူမြင်အောင်ကြည့်လိုက်ပါဆိုတော့မြေသွစာဆိုတာအပင်တွေအတွက်အာဟာရမန်နူးတကူလိုပါပဲရွေးချယ်မှုမှန်ကန်သွားရင်အပင်တွေကြီးထွားဖို့မရှိမဖြစ်လိုအပ်တဲ့စွမ်းရည်တွေကိုထောက်ပံ့ပေးနိုင်တာပေါ့အဲ့ဒီအခါမှာပူချမ်းမတဲ့အပင်နဲ့ပိုကောင်းတဲ့အထွက်နှုန်းကိုရလာပါလိမ့်မယ်မားရွေနဲ့ရွေးချယ်မှုကငွေကုန်ကြေးချများစေနိုင်မိမြက်မှန်ကန်တဲ့ရွေးချယ်မှုကတော့လှုပ်လိုက်တဲ့ယင်းနှိမ့်ညွတ်မှုကိုင်းကိုအကျိုးမြတ်အဖြစ်ပြောင်းလဲပေးနိုင်ပါရဲ့ဟုတ်ပြီဒါဆိုရင်အပိုင်းနှစ်ကိုဆက်ကြည့်လိုက်ကြရအောင်ဒီအပိုင်းမှာတော့မြန်မာနိုင်ငံမှာတကယ်ကိုအသုံးအများဆုံးနဲ့အထက်ရောက်ဆုံးမြေတော်စာတွေအကြောင်းအဓိကထားပြီးပြောပြတော့မှာပါပထမဆုံးကတော့ DAP ပေါ့ Diammonium Phosphate လို့ခေါ်ကြတယ်သူ့မှာ nitrogen 18%နဲ့ phosphate 46%ပါဝင်တယ်ဆိုတော့အာဟာရအချိုးရနေတဲ့မြေတွေမှာအထွတ်နှုံးတိုးစီဖို့တဲ့တော့သူကအကောင်းဆုံးပါပဲပြောရရင်မြေစီလွာရဲ့အားနည်းချက်ကိုအားတာချက်အဖြစ်ပြောင်းလဲပေးနိုင်တဲ့တကယ်ကိုအစွမ်းတက်မြေသက်သာတစ်မျိုးပေါ့နောက်တစ်ခုကတော့လူတိုင်းသိကြတဲ့ယူရီးယားပါသူ့မှာ nitrogen 46%အထိပါဝင်တဲ့အတွက် nitrogen အထူးကူလို့တောင်ခေါ်လို့ရပါတယ်အပင်ရဲ့ပင်စီနဲ့အရက်တွေတန်မာကြီးထွားဖို့ဆိုရင်ဒါကိုပဲအဓိကရွေးချယ်ကြတယ်ပြီးတော့ဈေးနှုန်းလဲတက်တာတော့စိုက်ပျိုးဆက်လီကိုထိန်းညှိချင်တယ်ဆိုရင်ဒါကအကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်လာတာပေါ့ဒီမှာကျတော့ MPK ကွန်ပေါင်းမြေတော်စာရတွေပါဒါကိုကျတော့အပင်တွေအတွက်ပြည့်စုံတဲ့အာဟာရတနက်စားလို့တောင်ပြောလို့ရတယ်Nitrogen and phosphorus P နဲ့ potassium K တို့ကို15လို့မျိုးအချိုးကျရောဆက်ထားတာကြောင့်တီးနှံရဲ့ကြီးထွားမှုအဆင့်တိုင်းအတွက်စိတ်ကြိုက်ချင်းကြီးပြီးသုံးစွဲနိုင်ပါတယ်ကဲဒီဇာတ်လေးကိုတစ်ချက်ကြည့်လိုက်ရအောင်ဒါကခုနကပြောခဲ့တဲ့အဓိကမြေတော်စာသုံးမျိုးကိုရှင်းရှင်းလင်းလင်းနိုင်ရှင်းပြထားတာပါ DAP ကအာဟာရနေတဲ့မြေအတွက်ယူရီးယားကရွက်ကြီးထွားဖို့ပြီးတော့ NPK ကတော့အဆင့်တိုင်းရဲ့အတွက်မျှတာတဲ့အာဟာရပေးဖို့ဆိုတာကိုဒီဇာတ်ကထင်ထင်ရှားရှားဖော်ပြနေတာပါဟုတ်ပြီခုနကတော့အထုံးအများဆုံးမြေတော်စာ၃မျိုးအကြောင်းပြောပြီးသွားပြီဆိုတော့ဒါတွေပြင်တခြားဘာတွေရှိသေးလဲဆိုတာအပိုင်းသုံးပါဆက်လက်လာကြည့်ကြတာပေါ့ဒီနေရာမှာစိတ်ဝင်စားစရာလမ်းကြောင်းလက်ခုကိုတွေ့ရမှာပါဓာတုမြေဩဇာတွေကတီးနှံအထွန်းနှုံးကိုချက်ချင်းတိုးစေတိုင်းလေဒါပေမဲ့ဓမာဝမြေဩဇာတွေကတော့မြေစီလွာရဲ့ရေရှည်ကြောင်းမိုင်းနဲ့အထက်မှာရှိတဲ့အနုဇီဝတွေရဲ့လောက်ဆောင်မှုကိုအဓိကထားပါတယ်ဆိုတော့ချက်ချင်းအကျိုးမြတ်ကိုကြည့်မလားဒါမှမဟုတ်ရေရှည်တည်တဲ့နဲ့မြေစီလွာကြောင်းမိုင်းမှာယင်းနှိမ့်နှံမလားဆိုရဲမတူညီတဲ့စင်စာပုံနှစ်ခုကိုဖော်ပြနေတာပါပဲဒါအပြင်တချို့မျိုးတစားတွေကတော့တီးတန်လိုလက်ချက်တွေရောအတူထိုးလို့ထားတာတွေလည်းရှိပါသေးတယ်ဥပမာရာပါတို့စီယုံလို့စက်ခင်းကြီးတွေအတွက်ပေါ့ရွှေဖြူတန်စိတ်လိုမျိုးပေါ့သူတို့မှာမက်ဂနီဆီယမ်နဲ့ဆာဖာလိုအနုအာဟာရသားတို့တွေထက်ပေါင်းထည့်ထားတတ်တယ်အဲ့ဒီလိုထည့်ထားတဲ့အတွက်ယောဂတန်နဲ့ယာတိဥတုတန်ပိုပြီးခဏရရှိစေပါတယ်ကဲအခုဆိုရင်တော့တကယ်ကိုအရေးကြီးဆုံးဖြစ်တဲ့လက်တွေတောင်းချနီးအပိုင်းကိုရောက်လာပါပြီအပိုင်းလေးကတော့မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်ဖို့လမ်းညွှန်အဆင့်၄ဆင့်ပဲဖြစ်ပါတယ်ကိုအတဲ့အသင့်တော်ဆုံးမြေတိုးစာကိုဘယ်လိုရွေးမလဲဒီအဆင့်၄ဆင့်အတိုင်းလိုက်လို့ကြည့်လို့ရပါတယ်ပထမဆုံးအဆင့်ကတော့ကိုတီးနှံကဘာလို့တဲ့နေလဲဆိုတာကိုသိဖို့လိုပါတယ်ပြီးရင်ဒုတိယအဆင့်အနေနဲ့မြေစီလွာကိုစစ်ဆေးပြီးဘာအာဟာရတောက်တွေလူနေလဲဆိုတာရှာရပါမယ်အဲ့ဒီအချက်တွေသိပြီဆိုရင်တတိယအဆင့်မှာဒေတာအခြေအနေကိုနားလည်တဲ့ယုံကြည်ရတဲ့တက်စိတ်တွေကိုရွေးချယ်ပါနောက်ဆုံးမှာတော့ဒေတာခန့်ကျွန်းကျင်တူနေတဲ့တိုင်ပင်ပြီးကိုယ့်အတွက်အကောင်းဆုံးအကြံဉာဏ်ကိုရယူလိုက်ပါစိုက်ပျိုးရေးမှာယုံကြည်မှုဆိုတာဒေတာတွဲမှာပဲတည်ဆောက်ရတာပါ Capital Timestar Group လို့ Take 10 company ကြီးတွေကထုတ်လုပ်တဲ့အာမိုလိုတန်စိတ်တွေကိုတောင်သူတွေဘာကြောင့်ခြေပြန်ထုံဆွဲကြလဲဆိုတာမှာခိုင်မာတဲ့အကြောင်းရင်းရှိပါတယ်။ဒါကဒေတာဆိုင်ရာအသိပညာနဲ့ယုံကြည်မှုကဘလောက်အရေးပါလဲဆိုတာကိုပြနေတာပါပဲ။ကဲအခုဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီနေ့လေ့လာမှုရဲ့ညီကုန်းချုပ်နောက်ဆုံးအပိုင်း9ကိုရောက်လာပါပြီ။ဆိုတော့အဓိကမှတ်ထားရမှာကမြေတော်စာမှန်ကန်ကန်ရွေးတယ်ဆိုတာဓာတုပေရာပစ္စည်းတစ်ခုကိုဝယ်လိုက်တာတသက်မဟုတ်ပါဘူး။ဒါပုံမအကျိုးဖြစ်ထွန်းပြီးရေရှည်တည်တံ့တဲ့အနာဂတ်အတွက်မဟာဗျူဟာကြက်ရင်းနှီးမြှုပ်နှံမှုတစ်ခုပြုလုပ်လိုက်တာပါပဲ။ကဲနောက်ဆုံးအနေနဲ့ဒီမေဟွန်းလေးတစ်ခုနဲ့ပဲအဆုံးထပ်လိုက်ချင်ပါတယ်။တကယ်လို့ဒါမှန်ကန်တဲ့ရွေးချယ်မှုတွေလုပ်နိုင်ခဲ့မယ်ဆိုရင်မြန်မာမြေစီလွာရဲ့တကယ်အစွမ်းအစကဘယ်အထိတောင်ရှိနိုင်မလဲ။ဒါကတော့ကျွန်တော်တို့အားလုံးဆက်လက်တွေးခေါ်စရာအချက်တစ်ခုပါပဲ။